ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့မြန်မာတိုင်း YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကမြောက်ပြီးသွားမယ့်အကြောင်းအရာလေးကတော့ PI Network လိုမျိုး free mining လုပ်ပြီးတော့ line ပေါ်မှာငွေရှာလို့ရမယ် application လေးနှစ်ခုအကြောင်းကိုကျွန်တော်ကထပ်ပြီးတော့မျှဝေပေးခြင်းပါတယ်ကျွန်တော်အရင်ဗီဒီယိုတွေတုန်းကလည်းပေါ့နော်ဒီ free mining application လေးခုအကြောင်းကိုတင်ခဲ့တယ်ပေါ့နော်အဲ့ဒါကဘယ်မှာလဲဆိုရင်ကျွန်တော်ဒီဗီဒီယိုတက်ထဲကိုသွားပြီးကျွန်တော်ဒီအပေါ်ဆုံးနှစ်ပုတ်ပေါ့နော်ဒီအောက်ကအပုတ်ကတော့ကျွန်တော်ဒီ B Network အကြောင်းလေးကိုကျွန်တော်ကပြောပြခဲ့တယ်ဒီအပေါ်ကအပုတ်ကကျတော့ဒီသုံးခုပေါ့နော် free mining application သုံးခုအကြောင်းကိုပေါင်းပြီးတော့ပြောပြခဲ့တယ်အဲ့ဒီ application လေး၄ခုကိုလည်းမလုပ်ရသေးဘူးလို့ချင်နေဆိုရင်ကျွန်တော်သွားပြီးတော့တစ်ချက်ကြည့်ပြီးတော့လုပ်လိုက်ပါတော့ဒီဗီဒီယိုမှာပြောပြပေးမယ်ကျွန်တော် application နှစ်ခုကလည်းအဲ့လိုပဲပေါ့နော် PI Network လိုပဲကျွန်တော်တို့ဒီအနာဂတ်မှာပေါ့နော်အလားအလာရှိပြီးတော့နိုင်ငံခြား miner တွေကျွန်တော်တော်တော်များများတူးနေတဲ့အတွက်ကျွန်တော်ကဒီ free mining application လေးနှစ်ခုကိုထပ်ပြီးတော့တင်ပေးရခြင်းဖြစ်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ပြောစရာရှိတာကပေါ့နော်ဒီလိုမျိုးကျွန်တော် free mining application တွေကိုလုပ်မယ်ဆိုရင်ပေါ့နော်တနေ့တစ်ခါတော့ကျွန်တော်အမြဲတမ်းမှန်ဝင်နှိပ်ပြီးဖို့အကြံပြုတယ်ပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော် PI Network တုန်းကတက်သေးပဲပေါ့နော်ကျွန်တော် PI Network တုန်းကလည်းအခုလိုမျိုးပဲကျွန်တော်အကောင့်ဖွင့်နေတယ်ကျွန်တော်ဒီတနေ့တစ်ခါဝင်နှိပ်ဖို့လေဗီဒီယိုလေးနဲ့ကျွန်တော်တစ်ပုတ်တင်ပေးခဲ့ဘူးတယ်အဲ့ဒီတုန်းကပေါ့နော်တော်တော်များများကျွန်တော်တို့ဒီအကောင့်တွေလိုက်ဖွင့်ပြီးတော့လုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တော်တော်များများကတော့ဒီ1လ2လ3လနေပေါ့နော်အဲ့ဒီလောက်အချိန်တိုင်းတာကိုရောက်သွားတဲ့အခါမှာကျွန်တော်တို့ဆက်မလုပ်တော့ပဲရက်သွားတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်ဥပမာအယောက်100မှာဆိုရင်ကျွန်တော်80 90လောက်ကမလုပ်တော့ပဲနဲ့ရက်သွားတယ်ပေါ့နော်အဲ့ဒီမှာဘာဖြစ်လဲဆိုရင်အခုဆိုရင်ကျွန်တော် PI Network ကတကယ်လဲပိုက်ဆံပြီးရောကျွန်တော်တို့တို့မှာလဲဖို့ PI coin မရှိဘူးပေါ့နော်အဲ့ဒီအခါမှာကျွန်တော်ပိုက်ဆံမရဖြစ်တတ်တယ်အခုဆိုရင်ကျွန်တော်အဲ့ဒီကြရအတိုင်းတနေ့တစ်ခါဝင်နှိပ်တဲ့လူတွေဆိုရင်ကျွန်တော်သိန်း10ချီ refer များတယ်မနှိပ်ခဲ့တယ်ဆိုရင်သိန်း100ချီပေးမှဖြစ်တယ်ပေါ့နော်အခုဆိုရင်ကျွန်တော်မနှိပ်ခဲ့တဲ့လူတွေကတော့လဲစရာမရှိဘူးအဲ့ဒီလိုမဖြစ်ရအောင်လို့ပေါ့နော်ကျွန်တော်တို့ဒီ application 6ခုကိုမှလုံးမယ်လို့မှန်းနေဆိုရင်ကျွန်တော်တနေ့တစ်ခါမှဝင်နှိပ်ပေးဖို့အကြံပြုတယ်ပေါ့နော်ကျွန်တော်ဆိုရင်ဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်ရဲ့ဖုန်းက Samsung ဖုန်းဆိုတော့ကျွန်တော်ကဒီ9ဥပမာ9နာရီမှာနှိပ်တယ်ဆိုရင်ပေါ့နော်ကျွန်တော်9နာရီကြာရင်ဒီ application လေးကို auto ပေါ်အောင် auto ပွင့်လာအောင်ပေါ့နော်လုပ်တဲ့ feature လေးပါတဲ့အတွက်ကျွန်တော်ကအဆင်ပြေတယ်ပေါ့နော်ဒီနေရာမှာအဲ့ဒီ feature မပါဘူးကိုကလည်းတနေ့တစ်ခါဝင်နှိပ်ဖို့အတွက်မိတတ်တယ်ဆိုရင်လည်းကျွန်တော်ကိုယ့်ရဲ့ဖုန်းမှာအလန်းကတော့ဖုန်းတိုင်းမှာပါတယ်ပေါ့နော်အလန်းပေးလိုက်ဥပမာကိုက9နာရီမှာဝင်နှိပ်မယ်ဆိုရင်ကျွန်တော်9နာရီလောက်မှာအလန်းပေးပြီးတော့ဒီ application 6ခုလုံးပေါ့နော်အဲ့ဒီ6ခုလုံးကိုဝင်နှိပ်ပေးလိုက်ပေါ့နော်မေးတတ်တယ်ဆိုရင်ကိုကအဲ့လိုမျိုးလေးလုပ်ထားပါနော်ဒီ application တွေကအဲ့လိုမျိုးတော့ကျွန်တော်ဒီရေရှည်သွားရတာပေါ့နော်အရင် PI Network တုန်းကလည်းကျွန်တော်တင်ခဲ့တာ3နှစ်4နှစ်လောက်ရှိပြီပေါ့နော်ဒီဟာတွေကကျွန်တော်နှစ်ချီပြီးတော့တနေ့တစ်ခါဝင်နှိပ်ပေးရတာဖြစ်တဲ့အတွက်ကျွန်တော်ဒီရေတိုလေးနဲ့ရက်လိုက်မယ်ဆိုရင်လည်းကျွန်တော်မရဘူးပေါ့နော်အဲ့ဒါကြောင့်ကိုကလုံးမယ်မှာမှန်းတယ်ဆိုရင်တနေ့တစ်ခါပုံမှန်ဝင်နှိပ်ဖြစ်အောင်အလံပေးတာဖြစ်ဖြစ်ကိုကတတိယနေရင်လည်းကျွန်တော်ပေးစရာမလိုဘူးပေါ့နော်အလံပေးတာဖြစ်ဖြစ်တစ်ခုခုလုပ်ပြီးတော့ကျွန်တော်ပုံမှန်ဝင်နှိပ်ပေးဖို့အကြံပြုတယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်စလိုက်ရအောင်ပေါ့နော်ဗီဒီယိုလေးရှင်းနေလိမ့်မယ်โอเคဒီ application လေးနှစ်ခုပေါ့နော်ကျွန်တော် Mia Network နဲ့ကျွန်တော်စီဖန်ဆိုတဲ့ application လေးဖြစ်တယ်ပေါ့နော်အဲ့ဒီ application လေးနှစ်ခုကိုကျွန်တော်က Play Store မှာ download ရမယ်ပေါ့နော်โอเค Play Store တဲ့ကိုကျွန်တော်ကတစ်ချက်သွားမယ်သွားပြီးသွားပြီဆိုရင်ဒီ application လေးပေါ့နော်ကျွန်တော်ကဒီမှာ Mia Network ဆိုပြီးရိုက်ရှာလိုက်ဒီ logo လေးနဲ့အဲ့ဒါလေးတွေ့ရင် down လိုက်ပေါ့နော်โอเค down ပြီးသွားပြီဆိုရင်ကျွန်တော်ကဒီမှာ open ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမယ်ပေါ့နော်open ဆိုတာလေးနှိပ်လိုက်မယ်ဆိုရင်တစ်ချက်ဆောင်းလိုက်မယ်ဒီနေရာလေးမှာကျွန်တော်တို့ကအကောင့်မရှိသေးဘူးဖြစ်တဲ့အတွက် create account ကိုတစ်ချက်ရွေးပေးရမယ်ဒီမှာ create account ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒီနေရာမှာကျွန်တော်လိုအပ်တဲ့အချက်လက်တွေဖြည့်ရမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် full name ကျွန်တော်တို့ရဲ့နာမည်အပြည့်စုံထည့်မယ်ကျွန်တော်တို့ email address Google account ထည့်မယ်နောက်ပြီးတော့ကျွန်တော် user name ထားခြင်းနဲ့ဟာကိုထည့်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော် user name ကတစ်ခုမရရင်ကျွန်တော်တစ်ခုကဏ္ဍလေးတွေနဲ့ပေါင်းပြီးတော့ထည့်လိုက်ပေါ့နော်ကျွန်တော်အရင်ကလည်းပြောဘူးတယ် okay အဲ user name ထည့်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီအောက်မှာကိုယ့်ရဲ့ဒီ password ထားရမယ်ကျွန်တော်နောက်ပြီး country ရွေးရမယ်ကိုယ့်ရဲ့နိုင်ငံရွေးရမယ်ရွေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာဖုန်းနံပါတ်ထည့်ရမယ်ထည့်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ဒီ birthday ထည့်ရမယ်ပေါ့နော်ဒီနေ့မှာကျွန်တော်ဒီလိုမျိုး mining application တွေကိုလုပ်တယ်ဆိုရင်ကိုယ့်ရဲ့ဒီကိုလုံးမဲ့ ID ကတ်ထည့်ရ birthday ကိုထည့်တာအကောင်းဆုံးပဲပေါ့နော်အပြင်ဘက်နဲ့ကျွန်တော်တို့ဒီ ID ကတ်ထည့်ရ birthday မတူလဲရတယ်ကျွန်တော်တို့ဒီအမှန်တကယ်ထည့်ရမှာကျွန်တော် ID ကတ်ထည့်ကဒီ birthday ကိုထည့်ပေးရမှာပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော်တို့အတင်မဲ့ ID ကတ်ထည့်ရ birthday ရတာအရေးကြီးဆုံးပဲပေါ့နော်ဒီထည့်ဟာနဲ့မညီဘူးမကိုက်ဘူးဆိုရင်ကျွန်တော် KYC မှာအောင်တာတွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဥပမာကိုက passport နဲ့တင်ပါဆိုရင် passport တွေကဒီဟိုထည့်ရမယ်ပေါ့နော် birthday ကိုထည့်ရမယ်ကိုကမှတ်ပုံနေနဲ့တင်ပါဆိုရင်မှတ်ပုံနေနဲ့ birthday ကိုထည့်ပေးရမယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာအောက်နားလေးမှာ understand ဆိုတာလေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒီအောက်က create account ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမယ်ပေါ့နော်
Okay ကျွန်တော်ကတော့အကုန်ဖြစ်ပြီပေါ့နော်ကျွန်တော်တို့ဒီမှာတစ်ချက်စစ်မယ်ကျွန်တော် name စစ်မယ် email ကျွန်တော်မှန်လားစစ်မယ်ကိုယ့်ရဲ့ user name ထားမယ် password ကိုကျွန်တော်ဒီဘေးကမျက်စိလေးကြည့်ပြီးတော့တစ်ချက်နှိပ်လို့ရတယ်ကိုထားတဲ့ဟာဟုတ်မဟုတ်ပေါ့နော် password ကျွန်တော်မမေ့စေနဲ့ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်မြန်မာယူရမယ်ဖုန်းနံပါတ်ထည့်ရမယ်ကျွန်တော်ဒီမှာ birthday ထည့်ရမယ်ပေါ့နော်ညီမဖုန်းနံပါတ်ကလည်းကျွန်တော်39ကိုရှေ့ကကျွန်တော်အပေါင်း95ပါပြီးသားဆိုတော့39ကိုဖြုတ်ပြီးတော့9ကနေစပြီးတော့ရေးရမှာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီအောက်နားလေးကအမှန်ချစ်ကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်ဒီအောက်မှာကျွန်တော် create your account ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရမယ်ပေါ့နော် Okay အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် Okay နှိပ်လိုက်ရင်ကျွန်တော်ဒါမျိုးလေးပေါ်လာလိမ့်မယ်နော်ဒီမှာဆိုရင်ကျွန်တော်ဒီ user name ဟာဒီ application မှာပေါ့နော်တခြားတစ်ယောက်သုံးနေရဖြစ်တဲ့အတွက်ဒီ user name ကမရဘူးလို့ပြောတယ်အဲ့ဒါဆိုရင်ကျွန်တော်နောက်ကကဏ္ဍလေးတွေကိုထည့်ကြည့်လိုက်မယ်ပေါ့နော်နှစ်သုံးဆိုပြီးတော့ကျွန်တော်တစ်ချက်ထည့်ကြည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်ဒီနေ့လေးမှာ create ဆိုတာလေးကိုတစ်ချက်ထည့်ပြီးတော့နှိပ်လိုက်မယ်ရမြကျွန်တော်တစ်ချက်စောင့်မယ်ဒီမှာဆိုရင်ရသွားပြီပေါ့နော်ဒီနေ့မှာရသွားပြီဆိုရင်ကျွန်တော်က invitation code ထည့်ရမယ်ပေါ့နော် invitation code ကကျွန်တော်ဗာထည့်ရမလဲဆိုရင်တစ်ချက်ပြမယ်ပေါ့နော်ဒီကျွန်တော်ဟိုမှာ description မှာလည်းကျွန်တော် link ပေးထားမယ်ပေါ့နော်ဒီဟာလေးထည့်ရမယ်ပေါ့နော် invitation code မှာဆိုရင် NHL ဆိုပြီးတော့အကုန်လုံးအသေးတွေနဲ့ရေးရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ပေးတဲ့ link ကနေတစ်ဆင့်ဝင်ပြီးတော့လည်းသွားပြီးတော့လည်း download ရတယ်ကျွန်တော်ဒီမ download မဲ့နဲ့ Play Store က down မဲ့ဆိုရင်လည်း invitation code မှာကျွန်တော်တို့ဒီ NHL ဆိုပြီးတော့ကျွန်တော်အသေးတွေနဲ့ပေါ့နော်အကုန်လုံးအသေးတွေနဲ့ရေးလို့ရတယ်ဒီမှာဆိုရင်ကျွန်တော်တစ်ချက်ရေးလိုက်မယ်ပေါ့နော်NHL ပေါ့နော်ဒီနေရာမှာကျွန်တော် I နဲ့ကျွန်တော်တို့ L နဲ့မှားတတ်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ဟာက L ဖြစ်တဲ့အတွက်ဒီမှာအကုန်လုံးပေါ့နော်အကုန်လုံးအသေးတွေနဲ့ကို NHL ကိုကျွန်တော်တို့ထည့်ပေးလိုက်မယ် invitation code ထည့်ပေးပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီနေရာလေးမှာအောက်ကကျွန်တော် complete creation ဆိုတာလေးကိုကျွန်တော်ကတစ်ချက်နှိပ်ပေးရမယ်ပေါ့နော် Okay ကျွန်တော်ဒီနေရာမှာတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီနေရာမှာlocation ကျွန်တော်တို့က allow လုပ်မှာလားဆိုတော့လောက်ခိုင်းတယ်ဒီမှာအပေါ်က allow ဆိုတာလေးကိုကျွန်တော်တစ်ချက်ထည့်ပေးလိုက်မယ်ထည့်ပေးပြီးသွားပြီဆိုရင်ကျွန်တော် do you want to set at a lock screen ပေါ့နော်ဒီက lock screen မှာကျွန်တော်တို့ဒီထည့်မှာလားမေးတာပေါ့နော်ကျွန်တော်တို့ဒီမှာ later ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်လို့ရတယ်ကျွန်တော် later ဆိုတာလေးနှိပ်မယ်select your color တင်ဒီနေရာလေးမှာကျွန်တော်တို့ဒီမျက်စိထိမှာဆိုးတဲ့လူတွေအတွက်အဖြူ color နဲ့သုံးပါလားအမဲ color နဲ့သုံးပါလားရွေးခိုင်းတယ်ပေါ့နော်ဓာတ်မုံနဲ့သုံးမယ်ဆိုတော့ကျွန်တော်ဓာတ်မုံပဲရွေးလိုက်မယ်ဒီမှာဓာတ်မုံရေးပြီးတော့ကျွန်တော် Google Ads ထည့်မှာလားမထည့်ဘူးလားဆိုတော့ကျွန်တော်ထည့်လိုက်ပေါ့နော်ဒီ Google Ads ဒါလေးကိုထည့်မယ်ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ would you like to see demo of the app နော်ဒီနေရာမှာကျွန်တော် no ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်no ဆိုတာတစ်ချက်နှိပ်ပေးလိုက်မယ်ဆိုရင်ဒီနေရာရောက်သွားပြီပေါ့နော်ဒီနေရာရောက်သွားပြီဆိုရင်ကျွန်တော်တို့ကစပြီးတော့ mining လုပ်လို့ရပြီပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီ start mining ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာ continue with us ဆိုတာလေးနဲ့တစ်ချက်နှိပ်ပေးလိုက်ပေါ့နော်သူ့ကိုကြော်ညာကြည့်ပြီးတော့ပဲကျွန်တော်တို့ကြည့်ပေးလိုက်ပေါ့နော်ဘာလို့လဲဆိုတော့နောက်တစ်ချိန်ကြာရင်ကျွန်တော်တို့ကပိုက်ဆံအနေနဲ့ပြန်ပေးမှဖြစ်တဲ့အတွက်ကျွန်တော်တို့ကကြော်ညာကြည့်ပေးရမှာဖြစ်တယ်ပေါ့နော်ဒီ without add နဲ့တော့ကျွန်တော်မလုပ်ဘူးပေါ့နော်ကျွန်တော်အများအားလုပ်ရင်ဒီအောက်ကဟာနဲ့ပဲလုပ်တာဖြစ်တဲ့အတွက်အောက်ကဟာနဲ့ကျွန်တော်ဒီလုပ်တာပေါ့နော်အပေါ်ဟာနဲ့ဆန်းကြည့်ခြင်းနဲ့ဆိုရင်လည်းဆန်းကြည့်လို့ရတယ်ကျွန်တော်ဒီအောက်နားလေးမှာဒီ continue with us ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ကြော်ညာလေးတက်လာလိမ့်မယ်Okay ဒီမှာ continue with us ဆိုတာလေးနှိပ်လိုက်မယ်ဆိုရင်ဒီမှာကြော်ညာလေးတက်လာလိမ့်မယ်အဲ့ဒီကြော်ညာလေးကိုကျွန်တော်ကတစ်ချက်ဆောင်ပေးရမယ်ပေါ့နော်Okay ကြော်ညာပြီးသွားပြီဆိုရင်ကျွန်တော်ကဒီအပေါ်နားကဒီဟိုလေးပေါ့နော်ဒီအမချက်ကလေးကိုကျွန်တော်ကတစ်ချက်နှိပ်ပေးရမယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်သူကစပြီးတော့ mining လုပ်နေပြီပေါ့နော်သူကဒီ0% ပေါ့နော်ဒါလေးကတစ်ဖြည်းဖြည်းနဲ့ကျွန်တော်တို့ကများသွားပြီးတော့နောက်ကျွန်တော်တို့တရက်ပြည့်သွားရင်ဒါနောက်တစ်ခါထပ်ပြီးတော့နှိပ်ရမယ်ပေါ့နော်ဒီမှာကျွန်တော်တို့နာရီကိုလည်းကြည့်လို့ရတယ်ပေါ့နော်23နာရီလို့ဒီနောက်ထပ်ကျွန်တော်တို့ဒီမှာခုဆိုရင်ကျွန်တော်က9နာရီ8နာရီ9နာရီ54မှာနှိပ်တာဖြစ်တဲ့အတွက်နောက်နေ့9နာရီ54ဆိုဒီကထပ်ပြီးတော့နှိပ်လို့ရမယ်ဖြစ်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့pre-mining application ရဲ့သဘောတဘာဝအတိုင်းကျွန်တော်တို့ဒီကိုယ့်ရဲ့ဒီreferral code ကိုသုံးပြီးတော့ဗောနော် invite လုပ်ပြီးတော့တခြားသူတွေစီကနေလည်းကျွန်တော် commission အနေနဲ့ပြန်ရနိုင်တယ်ဗောနော်အဲ့ဒါကြောင့်ကိုကreferral ရှာနိုင်တဲ့လူဆိုရင်ကိုယ့်ရဲ့ဒီတငယ်ချင်းဒါမှမဟုတ်မိသားစုတွေနဲ့တူတူလုပ်မယ်ဆိုရင်လည်းကျွန်တော်ဒီနေရာလေးကနေပြီးမှတစ်ဆင့်ဗောနော် invite new member ဆိုတာလေးနှိပ်ပြီးတော့ကျွန်တော်ဒီနေရာလေးမှာကိုယ့်ရဲ့ link ကို copy ယူလိုက် copy ယူပြီးဆိုတာနဲ့အဲ့ဒီ link ထဲမှာကျွန်တော်ကိုယ့်ရဲ့ invitation code ပါလာလိမ့်မယ်ဗောနော်အဲ့ဒီ code ကိုမျှဝေပြီးတော့သုံးပါနော်အဲ့လိုသုံးမယ်ဆိုရင်ကျွန်တော်ဗာရမလဲဆိုရင်ဒီထဲမှာကျွန်တော်ဒီ0.လေးကကျွန်တော် bonus အနေနဲ့တနာရီကိုဘယ်လောက်ရမယ်ဘာညာဆိုပြီးတော့ကျွန်တော်ဒီညလေးမှာပေါ်လာလိမ့်မယ်ပေါ့နော် Okay ဒါကတော့ကျွန်တော်ဒီ Mira application ပေါ့နော်ဒီထဲမှာကျွန်တော်ဗာပြောစရာကြံမယ်တစ်ချက်ကြည့်မယ် KYC ကတော့ကျွန်တော်အခုမရသေးဘူးနောက်ထပ်ရရင်ကျွန်တော်တင်ပေးမယ်ဒီ application တွေမှာလုံးမယ်မှာမှန်းနေဆိုရင်ကျွန်တော်ရဲ့ channel ကိုဒီ subscribe လုပ်ထားပါနော်နောက်ပြီးတော့ကျွန်တော်ဒီ notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပါလို့လဲဆိုရင်ကျွန်တော် video တွေတင်သိအောင်လုပ်ပေါ့နော်ဒီ KYC လာရင်လည်းကျွန်တော်တင်ပြီးပြီးတော့ပြောပြပေးမယ်ပေါ့နော် Okay ဒါကတော့ကျွန်တော်ထူးပြောစရာမရှိဘူးပေါ့နော်ဒီ mining နဲ့ကိုပဲကျွန်တော်ဒီနေ့တစ်ခါဝင်နှိပ်ပေးရုံပဲပေါ့နော် Okay အဲ့ဒါဆိုရင်နားလည်လောက်ပြီပေါ့နော်ကျွန်တော်နောက်ထပ် application တစ်ခုထပ်ပြီးတော့ပြောပြပေးမယ်ပေါ့နော်နောက်ထပ် application ကတော့ကျွန်တော် CPAN ပေါ့နော် CPAN ပေါ့နော်အဲ့ဒီ application လေးတွေကိုကျွန်တော်တို့ကဝင်ရမယ်ဒီမှာဆိုရင်ကျွန်တော်တစ်ချက်ရှာပြမယ်ပေါ့နော်
okay စီပန်နော်ဝါဆိုပြီးအပေါ်ဆုံးမှာပေါ်လာတယ်ဒါလေးတွေကိုကျွန်တော်ကတစ်ချက်ဝင်ရမယ်ဝင်ပြီးရင်ကျွန်တော် down ပြီးသွားပြီဆိုရင် open ကိုတစ်ချက်နှိပ်မယ်ပေါ့နော် okay ဒီညလေးမှာကျွန်တော်တစ်ချက်စောင့်ပေးလိုက်မယ် okay စောင့်ပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကသူကဘာထည့်ခိုင်းမလဲဆိုရင်ဒီမှာ email password နောက်ပြီးတော့ကျွန်တော် password ကိုထပ်ပြီးတော့ထည့်ပေးရမယ်နောက်ပြီးတော့ကျွန်တော် invitation code ကိုထည့်ပေးရမယ်ပေါ့နော်ဒီညမှာဆိုရင်ကျွန်တော် password ရဲ့လိုအပ်ချက်တွေကအနည်းဆုံးကျွန်တော်ဒီကဏ္ဍ6လုံးရှိရမယ်ကျွန်တော်စလုံးအကြီးတွေပါရမယ်အသေးပါရမယ်ကျွန်တော် number ပါရမယ် special character ပါရမယ်ပေါ့နော် special character ကဘာပြောတာလဲဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်အောင်ဒီမှာပေါ့နော် special character ဆိုတာဒီ A ပုံစံလေးတွေတော့ကျွန်တော်ဒါမျိုးလေးတွေတော့အဲ့လိုမျိုးပုံစံလေးတွေပေါ့နော်ကိုကထည့်ကြည့်လိုက်ဒီမှာ तू ကရရင်ဒီဟာလေးတွေကတစ်ချက်ချင်းဟိုကကျွန်တော်နီတာပျောက်သွားနိုင်မယ်ပေါ့နော် okay ကျွန်တော်ကတော့ဒီမှာပေါ့နော်ဟိုအချက်လက်တွေအကုန်လုံးဖြည့်ပြီးသွားပြီဒီမှာကျွန်တော်တို့ email ထည့်မယ် Google account ထည့်မယ်ဒီမှာ password ထည့်မယ် password မှာလည်းဒီမှာကျွန်တော်ကအကုန်လုံးပြည့်စုံသွားပြီဖြစ်တဲ့အတွက်အကုန်လုံးစိမ့်သွားတာဖြစ်တယ်ပေါ့နော်ဒီနေ့မှာကျွန်တော်မပြည့်စုံသေးဘူးဆိုရင်ကိုကဟိုတစ်ခုချင်းလိုက်ပြီးလုပ်ပေါ့နော်ဒီမှာဆိုရင်ဒီအောက်ကလည်း password ပဲပေါ့နော်ဒီအပေါ်အောက်ကိုကျွန်တော် password ကိုတူအောင်ထည့်ရမယ်ပေါ့နော်မတူလို့မရဘူးမတူရင်ဝင်လို့မရအောင်နောက်ပြီးတော့ကျွန်တော်အရေးကြီးတာဒီအောက်က referral code ပေါ့နော် invitation code ပေါ့နော် invitation code ကိုကျွန်တော်တို့ကဗာထည့်ရမလဲဆိုရင်ဆွမ်းနာကလိုပဲပေါ့နော်ဆွမ်းနာက NHL လို့ထည့်ခိုင်းတယ်အခုကကျွန်တော် NHL နောက်ကကျွန်တော်7ပေါ့နော်နံပါတ်9လေးထည့်ပေးလိုက်ရင်ရပြီပေါ့နော်အဲ့တော့ဒီ invitation code ကလေးကိုလည်းကျွန်တော်ထည့်ပေးဖို့တောင်းဆိုတယ်ပေါ့နော် NHL 7ဆိုတာလေးကျွန်တော်အောက်ကဒီနေရာမှာကျွန်တော်ရိုက်ထည့်လိုက်ထည့်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်ဗာနှိပ်ရမလဲဆိုရင်ကျွန်တော်ဒီနေရာလေးမှာ sign up ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်အောင်မယ်ပေါ့နော်okay ကျွန်တော်ဒီနေ့မှာတစ်ချက်ဆောင်းလိုက်မယ်ဆောင်းလိုက်ရင်ကျွန်တော်ဒီမှာဆက်ဆိုတာပေါ်သွားပြီကျွန်တော်တို့ရဲ့ဒီ register လုပ်တာအောင်မြင်ပြီ okay အဲ့ဒါဆိုရင်ကျွန်တော် okay ကိုနှိပ်လိုက်မယ်နှိပ်လိုက်ရင်ကျွန်တော်ဒီနေ့လေးမှာကိုထည့်ထားတဲ့ email လေးနဲ့ password ထည့်ရမယ့်နေရာလေးပေါ်လာလိမ့်မယ်ပေါ့နော်ဒီနေ့မှာကျွန်တော်တို့က password ကလေးကိုတစ်ချက်ရိုက်ပြီးတော့ထည့်ပေးရမယ်ပေါ့နော် okay password ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီနေ့လေးမှာ sign in ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ပေါ့နော်နော် okay ဒါကကျွန်တော်ဒီဟို email ကပေါ့နော် verification မလုပ်ရသေးဘူးလို့သူကပြောထားတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်အပေါ်မှာလာနေတယ်ပေါ့နော်ဒီမှာဆိုရင် CPAN ကကျွန်တော်ဒီကိုယ်ထည့်လိုက်တဲ့ကျွန်တော် Google account ကိုကျွန်တော် message ပို့လိုက် message ပို့လိုက်ကျွန်တော်ကဒီမှာ verify အရင်လုပ်ပေးရမယ် verify ဆိုတာလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်okay verify ဆိုတာနှိပ်လိုက်မယ်ဆိုရင်သူက auto ဒီလိုအမှန်ချက်ကလေးပြပြီဆိုရင်တစ်ချက်ပြန်ပြီးတော့ထွက်ခဲ့လိုက်ပါနော်ဒီမှာ okay ဆိုတာနှိပ်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ sign in ဝင်ကြည့်လိုက်မယ် verify လုပ်ပြီးလိုက်မှပြီးလိုက် okay ဒါဆိုရင်ကျွန်တော် sign in လုပ်ပြီးတာဖြစ်တဲ့အတွက်ဒီနေ့လေးမှာကျွန်တော်ကိုယ့်ရဲ့စနကထည့်ဟို name ထည့်ရမယ်ပေါ့နော်ကိုယ့်ရဲ့ name ကိုဒီနေ့မှာထည့်ပေးရမယ်okay ဒီနေရာမှာကျွန်တော်ကတော့ name ထည့်ပြီးတော့နောက်ပြီးတော့ကျွန်တော်ဒီနေ့လေးမှာ user name ဆိုတော့ဆွမ်းနာကဒီကျွန်တော် invitation code ထည့်ခိုင်းနေတာပေါ့နော်ဆွမ်းနာကကျွန်တော်ရဲ့ invitation code က NHL ကျွန်တော်7ဆိုပြီးတော့ကျွန်တော်ထည့်ခိုင်းနေအဲ့ဒါလေးအခုလည်းအဲ့လိုပဲပေါ့နော်ကိုထားချင်တာကိုကိုယ့်ရဲ့ invitation code ကိုထားချင်တာကိုထားလို့ရတယ်ပေါ့နော်ထားပြီးသွားပြီဆိုရင်နာမည်လေးရေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီနေ့လေးမှာ continue ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီနေ့မှာကျွန်တော် user name မရဘူးဆိုရင်တော့ကျွန်တော်ထပ်ပြီးတော့ user name ကိုရေးခိုင်းလိုက်မယ်ဒီနေ့မှာတော့ကျွန်တော်ကဒီ user name ကရပြီဖြစ်တဲ့အတွက်ပေါ့နော်ထပ်ပြီးတော့လုပ်ဆရာမလို့ဆွမ်းနာကလိုပဲကျွန်တော် user name မရဘူးဆိုတော့နောက်ကကဏ္ဍလေးတွေနဲ့ထပ်ပြီးတော့လုပ်ပေးရမယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ရဲ့ဒီ user name ကဒီ M9 ဆိုတဲ့ဟာကိုထည့်ရမှာမဟုတ်ဘူးပေါ့နော်အရင်ကျွန်တော်ပြောခဲ့တဲ့ NH7 ဆိုတဲ့ဥစ္စာကိုကျွန်တော်ဒီနေရာလေးမှာ NHL7 ဆိုတာလေးကိုထည့်ပေးလိုက်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် application နဲ့ဝင်သွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီနေရာလေးမှာ start ဆိုတာလေးကိုနှိပ်လိုက်အောင်ပဲပေါ့နော်ဘာမှကျွန်တော်လုပ်ဆရာမလို့ဒီ start ဆိုတာလေးနှိပ်လိုက်ကျွန်တော်ကြော်ညာတက်လာနိုင်မယ်ဒီကြော်ညာလေးကိုကျွန်တော်ကတစ်ချက်ဆောင်ပေးလိုက်ပေါ့နော်okay ထုံးစံနိုင်မယ်ကျွန်တော်ကဒီကြော်ညာပြီးသွားပြီဆိုရင်အမားချက်ကလေးကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒီနေ့လေးမှာကျွန်တော်ဒီကျွန်တော်ရဲ့ code ကိုထည့်လိုက်လို့ပေါ့နော်ဒီမှာကျွန်တော် UN 5.85 ကျွန်တော်ရပြီးသွားပြီဆိုပြီးတော့သူက message ပို့တယ်ပေါ့နော်ဒီနေ့လေးမှာကျွန်တော် okay ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်နှိပ်ပေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာကိုရမယ်ဒီကိုမှရှိတဲ့ဟာပေါ်တယ်ဒီမှာဆိုရင်ကျွန်တော်တနာရီကိုဘယ်လောက်ကျွန်တော်ရမယ်ဆိုတာလည်းပေါ်တယ်ပေါ့နော်ဒီနေ့လေးမှာကျွန်တော်ဒီဟာကတော့ကျွန်တော်အခုလောလောဆယ်မှာတော့ဒီ KYC ဟိုကတော့ဒီပြီးသွားပြီပေါ့နော်နောက်ထပ်လာအောင်မှာဆိုပြီးတော့သူကပြောထားတယ်ဒီမှာဆိုရင်ကျွန်တော်ဗာပြောထားတယ်ဆိုရင်ကျွန်တော်တို့ကအခုမှဒီကို join နေဆိုရင်စိတ်ပူစရာမလိုဘူးနောက်ထပ် KYC ထပ်ပြီးတော့ပေးအောင်မယ်လို့ပြောတယ်ပေါ့နော်လောလောဆယ်မှာကျွန်တော် KYC တတုတ်ကပြီးသွားပြီပေါ့နော်နောက်ထပ်ကျွန်တော်ထပ်ပြီးတော့လာအောင်မှဖြစ်တဲ့အတွက်ကျွန်တော်ကဒီဗီဒီယိုလေးကိုတင်ပေးရတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဗာပြောစရာရှိမလဲတစ်ချက်ကြည့်မယ်ပေါ့နော်ဒီနေရာမှာနောက်ထပ်ကျွန်တော်တို့ဘယ်လိုမျိုး reward တွေရနိုင်သေးလဲဆိုရင်ဒီအောက်နားလေးမှာပေါ့နော်ကျွန်တော်ဒီမှာစုဘူးပုံစံကျွန်တော်ရွှေအိတ်ပုံစံလေးနဲ့ကျွန်တော်32ဆိုတဲ့အနီလေးရှိတယ်ပေါ့နော်အဲ့ဒီတက်ကလေးတွေကိုကျွန်တော်ကတစ်ချက်သွားပြီးသွားဆိုရင်သူလုတ်ခိုင်းတဲ့ဟာတွေကိုကျွန်တော်ကလုတ်ပေးမယ်ဆိုရင်လည်းရမယ်ဟာတွေရှိတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်9ခုရမယ်ဒီမှာ10ခုရမယ်အဲ့လိုမျိုးပေါ့နော်သူတို့လုတ်ခိုင်းတဲ့ဟာလေးတွေလိုက်လုပ်မယ်ပေါ့နော်မခဲရမှုဒီမှာဆိုရင်ကျွန်တော် follow CPAN H account ပေါ့နော်သူရဲ့ဒီ H account ဆိုတာ Twitter account ပေါ့နော်အရင်က Twitter အခု H ပေါ့နော်အဲ့ဒီ H account ကိုက Twitter account ရှိတယ်ဆိုရင်သွားပြီးတော့ကျွန်တော် follow လုပ်လိုက်ပေါ့နော် follow
လုပ်ပြီးသွားပြီဆိုရင်ဒီနေရာလေးမှာကျွန်တော်9ခုရလိမ့်မယ်ဒီမှာဆိုရင်ကျွန်တော် YouTube ဟာတစ်ခုလုပ်ထားတယ်ပေါ့နော်ဆန်းပြီးတော့တစ်ခုလုပ်လိုက်တယ်ဒီမှာဆိုရင်သူ့ရဲ့ဗီဒီယိုကိုတွားပြီးတော့ကြည့်ခိုင်းတယ်တီးခိုင်းတဲ့အခါမှာကျွန်တော်ကြည့်ပြီးသွားပြီဆိုရင်ကျွန်တော်ပြန်လာဒီ application ကိုပေါ့နော် back နဲ့ပြန်လာခဲ့ပေါ့နော်ဒီ home နဲ့ပြန်လာပြီးပြန်ထွက်ရင်ပြန်မလာနဲ့ဒီကနေမှကျွန်တော်တို့ဒီတွားပြီးသွားပြီဆိုရင်သူ့ဗီဒီယိုကိုကျွန်တော်ကြည့်လိုက်ကြည့်ပြီးရင်အဆုံးအောင်ဒီကြည့်ချင်ကြည့်မကြည့်လည်းရတယ် back နဲ့ပြန်ထွက်ရင်ဒီ application နဲ့ရောက်လာလိမ့်မယ်ရောက်လာရင်သူက verify ဆိုတာပေါ်လာလိမ့်မယ်ကြည့်ပြီးသွားရင် verify ဆိုတာပေါ်လာရင်ဗာရေးရမလဲဆိုရင်ကျွန်တော်တို့ SECURE ဆိုပြီးတော့ကျွန်တော်တို့ရိုက်ပြီးတော့ရေးပြီးတော့ပေးရမယ်ပေါ့နော်အဲ့ဒါမှကျွန်တော်ဒီဟာကကလိန်းလို့ရမှာပေါ့နော်သူကသူ့ဗီဒီယိုကြည့်မကြည့်ကိုစမ်းကြည့်တာပေါ့နော်ဗီဒီယိုထဲမှာပါတဲ့အကြောင်းအရာကိုသူကမေးလိုက်တာပေါ့နော်။ဘာဖြစ်ရမလဲဆိုရင် SECURE ပေါ့နော် secure ဆိုပြီးတော့ကျွန်တော်တို့ကနေရာလေးမှာရိုက်ထည့်လိုက်မယ်ဆိုရင်ဒါလေးကိုကျွန်တော် claim နှိပ်လိုက်မယ်ဆိုရင်10ခုရမှာဖြစ်တယ်ပေါ့နော်။ Okay ဒီနေရာမှာ claim နှိပ်လိုက်မယ်ဆိုရင်ဒါက10ခုရသွားပြီ။ဆောနာကကျွန်တော်တို့ဒီမှာဘယ်လောက်ရှိမလဲ Okay မပြောင်းသေးဘူးပေါ့နော်ဒီမှာတော့ကျွန်တော်နောက်ပြီးရင်ပြောင်းလာမယ်ထင်တယ်ပေါ့နော်ဒီမှာတော့ကျွန်တော်10ခုရသွားပြီလို့ပြောတယ်ပေါ့နော်ဒီထက်ကနေပြီးတော့အကုန်လုံးလိုက်ပြီးတော့လုပ်ပေါ့နော်အကုန်လုံးကိုတွေကိုလိုက်နေပြီးတော့သူလောက်ခိုင်းတဲ့ဟာလေးတွေလိုက်လုပ်လိုက်မယ်ဆိုရင်ဒီထက်မှာထပ်ပြီးတော့ရအောင်မှဖြစ်တယ်ပေါ့နော်Okay ဒီမှာရောက်လာပြီပေါ့နော်ဆောနာကကျွန်တော်ဒီမှာ10ခုယူလိုက်တဲ့ဟာဒီအပေါ်လေးမှာရောက်လာပြီကျွန်တော်ဖုန်းကိုပေါ့နော်ဆက်ရှင်းလိုက်တာပေါ့နော်ဒီ application နဲ့ပြန်ထွက်ဆက်ရှင်းပြီးတော့ပြန်ဝင်လိုက်တာရောက်လာတယ်ဒီထက်ကနေဒီတက်ထက်ကနေဝင်ပြီးတော့လည်းကျွန်တော်ယူလို့ရတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်ဒီအရင် application တွေလိုပဲပေါ့နော်ကိုယ့်ရဲ့ referral code ကိုယ့်ရဲ့ invitation code ကိုကျွန်တော် share လို့ရတယ် share ပြီးသွားပြီဆိုရင်ဒီနေရာလေးဘယ်လို share မလဲဆိုရင်ဒီနေရာလေးမှာကျွန်တော်ကိုယ့်ရဲ့ invitation code ရှိတယ်ကိုယ့်ရဲ့ referral link ရှိတယ်အဲ့ဒါထဲကနေမှတစ်ဆင့်သွားပြီးတော့ကျွန်တော်ကသွားပြီးတော့လှုပ်လို့ရတယ်ပေါ့နော်ဒီနေရာမှာကိုလှုပ်လိုက်တဲ့လူကအမြဲတမ်း active ဖြစ်နေမှအဆင်ပြေမှာပေါ့နော်အမြဲတမ်း active ဖြစ်နေပို့ပြီးတော့အဆင်ပြေဘာလို့လဲဆိုရင်သူကဒီ application တွေကတော်တော်များများကကျွန်တော် commission အနေနဲ့ဒီပြောရမယ်ဆိုရင်ကျွန်တော်2ယောက်အတူမှပို့ပြီးတော့ရတဲ့ဟာမျိုးပေါ့နော်ဥပမာကျွန်တော် referral code ကိုဒီတယောက်ကယူသုံးလိုက်တယ်အဲ့ဒီတယောက်က active ဖြစ်တယ်ကျွန်တော်လည်း active ဖြစ်တယ်ဆိုရင်ဒီက2ယောက်ဒီထဲမှာ commission တွေအပြန်အလှန်ရနေမှာပေါ့နော်ဒီမှာကျွန်တော်တူးရင်လည်းအဲ့ဘက်ကရမယ်တကယ်လို့အဲ့ဘက်ကကျွန်တော်ဒီတငယ်ချင်းတယောက်ကတူးမယ်ဆိုရင်လည်းကျွန်တော်အဲ့လိုမျိုး commission အနေနဲ့ပြန်ရတာဖြစ်တဲ့အတွက်ကျွန်တော်မတူးဘူးဆိုရင်လည်းကျွန်တော် active မဖြစ်ဘူးဆိုရင်လည်းတူတယောက်စာပဲရမှာပေါ့နော်ဒီမှာတကယ်လို့ဒီ refer ယူလိုက်တဲ့လူက active မဖြစ်ဘူးဆိုရင်လည်းကျွန်တော်တူးတဲ့ဟာကျွန်တော်တယောက်စာပဲရမှာဖြစ်တယ်ပေါ့နော်ဒီညမှာကျွန်တော်အမြဲတမ်း active ဖြစ်တဲ့လူကိုထားရမှာပေါ့နော်ကျွန်တော်ကဒီ crypto မှာဆိုရင်တော့ကျွန်တော်အချိန်နဲ့လုပ်လို့တာဖြစ်တဲ့အတွက်အမြဲတမ်း active ဖြစ်တယ်ပေါ့နော်ဒီညမှာကျွန်တော်တို့ဒီ application တွေကိုလုံးမယ်မှမှန်းနေဆိုရင်ပေါ့နော်ဒီကျွန်တော်တင်ပေးထားတဲ့ application 6ခုလုံးကိုလုပ်စေချင်တယ်ပေါ့နော်ဘာလို့လဲဆိုရင်အဲ့ဒီ6ခုတည်းကမှကျွန်တော်ရွေးပြီးတော့လုံးမယ်ဆိုရင်ကျွန်တော်ကိုမလုပ်တဲ့ဟာကကျတော့ဒီကိုမလုပ်လိုက်တဲ့ဟာကကြတကယ်ပြေးသွားပြီးတော့ကိုလုပ်တဲ့ဟာတွေကြမရဘူးဖြစ်မှာဆိုလို့ပေါ့နော်ကျွန်တော်ဆောနာကပြောသလိုပဲ YouTube မှာကျွန်တော်တင်ထားတယ်ပေါ့နော်အဲ့ဒီ YouTube မှာတွားပြီးတော့ဒီဗီဒီယိုလေးနှစ်ပုတ်ကိုတွားပြီးတော့လှုပ်လိုက်ပေါ့နော်ဒီ၄ခုလုံးလုံးမယ်မှမှန်းနေဆိုရင်ကျွန်တော်တို့ဒီ6ခုလုံးလှုပ်လိုက်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ပြောသလိုပဲဘယ်နှနာရီမှာလုံးမယ်ဆိုရင်ဘယ်နှနာရီမှာကိုကအချိန်တက်မှတ်ပြီးတော့လှုပ်တာပဲကောင်းတယ်ပေါ့နော်ကျွန်တော် BI နောက်ဝါတော့လိုမျိုးကျွန်တော်မရလိုက်တဲ့လူတွေအများကြီးရှိတယ်ပေါ့နော်ဒီ application တွေကလည်းကျွန်တော်အကုန်လုံးရမယ်လို့ကျွန်တော်ပြောနေတာမဟုတ်ဘူးအဲ့ဒီထဲကရတဲ့ဟာတွေရှိရင်ရှိမယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီကိုလှုပ်တဲ့ application ကကျွန်တော်တို့ကိုလုတ်တဲ့ application ကမရဘဲနဲ့ကိုမလုတ်တဲ့ application တွေကရသွားမှာဆိုတဲ့အတွက်ဒီဟာလေးတွေပါတွားကြည့်ပြီးတော့လုတ်လိုက်ပါတော့ကျွန်တော် description မှာလည်း link ပေးထားမယ်ပေါ့နော် okay အဲ့ဒါဆိုရင်တော့နားလည်လောက်ပြီပေါ့နော်နားမလည်ဘူးဆိုရင်လည်းဒီ comment မှာရေးပြီးတော့မေးခဲ့လိုက်ကျွန်တော် reply ပြန်ပြီးတော့ဖြေပေးမယ်ပေါ့နော်လိုအပ်ရင်ကျွန်တော်ဗီဒီယိုလေးပါလုပ်ပြီးတော့တင်ပေးမယ် okay ဗီဒီယိုလေးကရှင်းနေပြီဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပဲနောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်